အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပေါ့နော် chapter 1မှာ types and components of computer system ဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးပါမယ်ရှင်အဲ့တော့ computer system လို့ပြောမယ်ဆိုရင်ကျမတို့ကအပိုင်းနှစ်ပိုင်းအနေနဲ့ခွဲကြည့်လို့ရပါတယ်တစ်ပိုင်းကတော့ hardware ပေါ့နော်နောက်တစ်ပိုင်းကတော့ software ဆိုပြီးတော့ hardware နဲ့ software ဆိုပြီးတော့အပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြောလို့ရှိရပေါ့နော်ဒီမှာ hardware လို့ပြောမယ်ဆိုရင်ဒီမှာတော့ပထမဦးဆုံး hardware မှာhardware ဆိုတာဘာလဲပေါ့နော်အဲ့မှာ physical components that make up computer တဲ့ကွန်ပျူတာတစ်လုံးဆင်ဖို့ပေါ့နော်ကွန်ပျူတာတစ်လုံးဖြစ်လာဖို့အတွက် physical ဘိုင်းရာသုံးထားတဲ့ component အစိတ်ပိုင်းပစ္စည်းလေးတွေပေါ့နော်ဒါလေးတွေအားလုံးကိုကျမတို့က hardware လို့ခေါ်တယ်အဲ့တော့ hardware မှာအပိုင်းတစ်ပိုင်းပြန်ခွဲထားပါတယ် external နဲ့ internal ပေါ့နော် external hardware တွေနဲ့ internal hardware တွေဆိုပြီးတော့အပိုင်းတစ်ပိုင်းခွဲထားပါတယ်အဲ့တော့ external hardware တွေလို့ပြောမယ်ဆိုကျမတို့အခုလက်ရှိကိုင်နေမြင်နေရတဲ့ဟာတွေပေါ့နော်အဲ့တော့ကွန်ပျူတာတွေ tablet တွေ mobile phone တွေပေါ့နော်ဒါတွေကဘာတွေလဲဆိုရင် external hardware တွေပေါ့နော် internal hardware တွေကဘာတွေလဲဆိုကျမတို့ဒီမှာပြထားသလိုပဲပေါ့နော် motherboard ရှိမယ် video card တွေရှိမယ် sound card တွေရှိမယ်နောက်တစ်ခုက RAM ပေါ့နော် RAM access memory RAM တွေရှိမယ်နောက်တစ်ခုက ROM ကကြ read only memory ROM တွေရှိမယ်နောက်တစ်ခုက hard disk drive ပေါ့နော်ဒါတွေရှိမယ်အဲ့တော့နောက်မှာလည်းဒီ internal hardware တွေအကြောင်းကိုတစ်ခုချင်းစီပြန်ပြီးတော့ရှင်းပြထားပါမယ်ရှင်အဲ့တော့ motherboard ပေါ့ motherboard ကြီးဆိုတာဘာကြီးလဲပေါ့နော် board ဆိုတော့board ကြီးတစ်ခုပေါ့နော်အဲ့မှာသူကဘာဖြစ်လို့နာမည်ပေးထားလဲဆိုတော့ motherboard ဆိုတော့ကျမတို့ကွန်ပျူတာတစ်လုံးကိုဆင်တဲ့အချိန်မှာdesktop ပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ်ကွန်ပျူတာတစ်လုံးဆင်တော့မယ်ဆိုရင်အဲ့ဒီmotherboard ကြီးအရေးကြီးတယ်ပေါ့နော်ဒါကြောင့်မို့လို့သူတို့ကmother ဆိုတဲ့စကားလုံးကိုထည့်ပြီးပေးထားလို့တော့ကျမထင်တယ်ပေါ့နော်အဲ့မှာ motherboard ကြီးထဲမှာဘာလဲ motherboard ဆိုတာဘာကြီးလဲပေါ့အဲ့မှာperipheral တဲ့ circuit board အဲ့တော့သူ့ထဲမှာဘာကြီးလဲဆိုရင်ဒီကွန်ပျူတာတစ်လုံးဖြစ်လာဖို့ရန်အတွက်တိဆောက်ထားတယ်ပေါ့နော်တိဆောက်ထားတဲ့ circuit တွေအားလုံးစုပေါင်းပြီးတိဆောက်ထားတဲ့ပုံကြီးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့သူဒီပုံကြီးကဒီအချက်ကြီးကပေါ့နော်အဲ့ပုံကြီးကဘာလုပ်ပေးလဲဆိုရင် allow processor and other hardware to function and communication အဲ့တော့ processor ကတော့ဒီကွန်ပျူတာမှာအရေးကြီးဆုံးပေါ့နော် function တွေကိုလုပ်တဲ့အခါမှာသုံးတဲ့ပေါ့နော် device တွေဖြစ်ပါတယ်အဲ့ဒီ processor နဲ့တခြား hardware တွေပေါ့တခြား hardware တွေကိုသူတို့နဲ့ပတ်သက်တဲ့ function တွေကိုလှုပ်ဆောင်နိုင်စွမ်းရှိအောင်နောက်တစ်ခုကအဲ့ဒီ device တစ်ခုနဲ့တစ်ခုကို communication လုပ်လို့ရအောင်လို့ motherboard ကြီးကချိတ်ဆက်ပေးတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်ပေါ့နော်အဲ့မှာ add as kind of hub ပေါ့နော် hub ဆိုတော့ဗာလဲဆိုရင်ဒီ motherboard ကြီးကအဓိကကြတယ်သူကနေမှဒီ motherboard မှာတက်ဆင်ထားတဲ့ device တွေတခြားပစ္စည်းတွေအားလုံးကိုတစ်ခုနဲ့တစ်ခုကိုသူကချိတ်ဆက်ပေးတာ circuit လေးနဲ့ join တာပေါ့နော်ဒါကြောင့်မလို့သူ့ကို central hub ပေါ့နော် hub လို့လည်းခေါ်တယ်ပေါ့အဲ့တော့ motherboard ကြီးအဲ့တော့ကျမတို့မြင်ဦးမှာပါ PC တွေပဲဖြစ်ဖြစ်ကွန်ပျူတာlaptop တွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့မှာကျမတို့keyboard ရဲ့PC ဆိုလဲ PC ဘုံကြီးပေါ့နော် PC ဘုံကြီးထဲမှာ join ထားတဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်အဲ့မှာ motherboard ကြီးအဲ့တော့ motherboard ထဲမှာကျမတို့ဘာပစ္စည်းတွေ join ထားမလဲဆိုတာဆက်ကြည့်ရအောင်အဲ့တော့အရင်ဦးဆုံး RAM access memory RAM ပေါ့နော် RAM ရှေ့ဆုံးစလုံးကိုယူထားပါတော့ RAM အဲ့တော့ RAM ဆိုတာဘာလဲဆိုခုပုံထဲမှာမြင်နေရသလိုပဲသူက chip လေးတစ်ခုအဲ့တော့ဒီ RAM လေးကကွန်ပျူတာစဖွင့်တဲ့အချိန်မှာသူကဘာလုပ်ပေးလဲပေါ့နော်ဘာလုပ်ပေးလဲဆိုရင်သူ့ရဲ့ function က temporarily store data when running application ပေါ့နော် application တွေကို run တဲ့အချိန်မှာကျမတို့ကapplication ကို run တဲ့အချိန်မှာအချက်လက်တွေပေါ့နော် data တွေကျမတို့ processing လုပ်နေတဲ့ data အချက်လက်တွေကိုသူကယာယီသိမ့်ပေးထားတာယာယီသိမ့်ပေးထားတယ်အဲ့တော့ can be written or read အဲ့တော့ကျမတို့ရှေ့ကနေ processing တွေလုပ်နေတဲ့အဲ့ချိန်မှာအဲ့ processing မှာသုံးနေတဲ့လိုအပ်တဲ့ data အချက်လက်တွေကိုလိုချင်ပြီဆိုရင်ကျမတို့က RAM ပေါ်မှာသွားပြီးတော့ဖတ်တယ်ပြီးရင်ကျမတို့ processing လုပ်ပြီးသားပြီဆိုရင်လည်း RAM ပေါ်မှာသွားပြီးတော့ write လုပ်တယ်ပေါ့နော်အဲ့တော့ read write သူ့ကိုလုပ်လို့ရနိုင်မယ်နောက်တစ်ချက်က data lost when computer turn off အဲ့မှာဒီ RAM ကိုသုံးထားတဲ့ RAM ရဲ့အလုပ်လုပ်တာကဘာလဲဆိုကွန်ပျူတာ screen ပိတ်လိုက်တာနဲ့ဘာဖြစ်သွားပြီလဲသူ့ပေါ်မှာရှိတဲ့ data တွေအားလုံးကပြတ်သွားတာ
အဲ့တော့ run အလုပ်လုပ်ပါအဲ့တော့ပထမတစ်ချက်ကဒီ application တွေကိုသုံးနေတဲ့ application တွေ process တွေလုပ်နေတဲ့အချိန်မှာသူက data တွေကို temporarily store လုပ်ပေးထားတယ်ယာယီ store လုပ်ပေးထားတယ်အဲ့တော့သူ့ပုံမှာ read လဲလုပ်လို့ရမယ် write လဲလုပ်လို့ရမယ်အဲ့တော့ computer က power shut down ဖြစ်သွားတယ်turn off ဖြစ်သွားတယ် computer ပိတ်လိုက်တယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့သူ့ပုံမှာရှိနေတဲ့ data တွေက loss ဖြစ်သွားတယ်နောက်တစ်ခုသူ့ကိုဘယ်လိုခေါ်သေးလဲပေါ့နော်သူကယာယီသိမ့်ပေး data တွေကိုယာယီ store လုပ်ပေးနိုင်တာဖြစ်တဲ့အတွက်သူ့ကို volatile memory လို့လည်းခေါ်တယ် temporary memory လို့လည်းခေါ်တယ်အဲ့တော့ဒီ chip လေးကခုန motherboard ရဲ့နေရာတစ်ခုမှာသွားပြီးတော့ chip လေးကစိုက်ထားတာပေါ့နော်အဲ့တော့ motherboard ထဲမှာconnect လုပ်ထားတဲ့ပေါ့နော် device တွေကတစ်ခုပေါ့နော် RAM လို့ခေါ်ပါတယ်အဲ့တော့ကျမတို့ကွန်ပျူတာတစ်လုံးဝယ်တဲ့အချိန်မှာအဓိကထားကြည့်တဲ့အထဲမှာ RAM လဲပါပါတယ်အဲ့တော့ RAM ဘယ်လောက် GB လဲပေါ့ဒါမျိုးကြည့်ကြတာရှိတယ်ပေါ့နော်ဟိုရင်တော့ဆို RAM ကကွန်ပျူတာတစ်လုံးမှာဆိုကျမတို့မြန်မာနိုင်ငံကိုလာတဲ့ကွန်ပျူတာတွေဆိုတော့များများက RAM က4GB နဲ့လာတယ်အခုနောက်ပိုင်းကွန်ပျူတာတွေတော်တော်များများကတော့8GB နဲ့လာကြတယ်ပေါ့နော်အဲ့တော့processing လုပ်နေတယ်ကိုက data တွေအများကြီးကိုတစ်ပြိုင်တည်း processing လုပ်ချင်တယ်ဆိုရင် RAM တိုးစိုက်တာမျိုးတွေလည်းရှိရပေါ့နော်အဲ့တော့နောက် device လေးတစ်ခုကဘာလဲဆိုတာဆက်ကြည့်အောင်နောက်တစ်ခုကကြတော့ read only memory အဲ့တော့ရှေ့ဆုံးစလုံးလေးပေါင်းလိုက်မယ်ဆိုပါဆိုရင် ROM ဆို ROM ပေါ့နော်ခုနက RAM တရားက ROM အဲ့တော့ read only memory မှာကြတော့ ROM ဆိုတာလည်းအတူတူပဲ motherboard မှာထည့်ထားတဲ့သူက chip လေးတစ်ခုပဲပေါ့နော် internal device လေးတစ်ခုပဲအဲ့တော့ internal chip လေးတစ်ခုဖြစ်ပါတယ်သူကဘာတွေလုပ်ပေးနိုင်တာလဲပေါ့သူ့ရဲ့ function တွေကဘာလဲဆိုရင် store permanent data အဲ့တော့သူ့ထဲမှာ data တွေကို permanently store လုပ်ထားနိုင်တယ်permanently store လုပ်ထားနိုင်တယ်နောက်တစ်ခုက cannot be altered တစ်ခုရှိတာသူ့ထဲကို store လုပ်လို့သိမ်းပြီးသွားတယ်ဆိုရင်ပြင်လို့မရတော့ဘူးပေါ့နော်သူ့ရဲ့ဟာခုန run နဲ့မတူတာပြင်လို့မရတော့ဘူးနောက်တစ်ခုက can only be read အဲ့တော့သူကဘာလဲဆိုရင် read only ပဲရတယ်သူ့ပေါ်ကိုသွားပြီးတော့နောက်ထပ်ထပ်ပြီးတော့ write လို့မရတော့ဘူးဟုတ်တယ်နော်နောက်တစ်ခုက data not lost when computer turn off အဲ့တော့ computer turn off ဖြစ်သွားတယ် shut down ဖြစ်သွားတယ်ပေါ့နော် shut down ဖြစ်သွားတယ်ဆိုရင်လည်းအဲ့ data ပျောက်သွားတာမျိုးမရှိဘူးပေါ့နော်အဲ့တော့ RAM နဲ့ ROM နဲ့ကွာခြားချက်လေးတော့မြင်သားတယ်ပေါ့နော်အဲ့တော့ ROM မှာကpermanently ရ data တွေကို store လုပ်ပေးထားနိုင်တယ်အများနဲ့သိမ့်ပေးထားနိုင်တယ်ပေါ့နော်နောက်ကသူ့ထဲမှာရှိနေတဲ့ data ထည့်ပြီးသွားပြီဆိုရင်သူ့ကိုပြင်လို့မရတော့ဘူးသူ့စီကနေ data ကပြန်ဖတ်လို့ပဲရတာအဲကြတော့ read only ပဲရတယ်အဲ့ data ကကွန်ပျူတာshut down ဖြစ်သွားတယ် power ပိတ်သွားတယ်ဆိုရင်လည်းသူက data တွေက loss ဖြစ်မသွားဘူးဒါကြောင့်မလို့သူ့ကိုဘာလို့ခေါ်လဲဆိုရင်တခြား name နေရဆိုရင် non volatile memory လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဒါကလည်းခုန motherboard ပေါ်မှာသွားပြီးတော့ connected လုပ်ထားတဲ့ internet device လေးတစ်ခုပဲပေါ့နော်အဲ့တော့အခု RAM ပြီးသွားပြီ ROM ပြီးသွားပြီနောက်ထပ်ဘာခုလာမယ်ကြည့်မယ်အဲ့ဒီကျတော့ကွန်ပျူတာဆင်တဲ့အချိန်မှာဘာတွေလဲထည့်ရလဲဆိုရင် video card လေးလည်းပါတယ်အဲ့မှာ video card ဆိုတာဘာလဲဆို usually connected to motherboard အများနဲ့သူက motherboard ထဲမှာတော့ video card ပါတယ်ပေါ့နော်အဲ့အချိန်မှာသူ့ရဲ့ function ကဘာတွေလုပ်ပေးနိုင်လဲဆို allow computer တဲ့ to set graphical information to monitor အဲ့တော့ကျမတို့ကွန်ပျူတာတွေမှာ PC ပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ်ကွန်ပျူတာမှာဘာလဲဆိုရင် monitor ပါတယ် screen ပါတယ်ပေါ့နော်ကျမတို့ screen လို့လည်းခေါ်တယ်အဲ့တော့အဲ့ဒီ screen ကရုပ်ထွက်ကောင်းကောင်းလှဖို့ပေါ့နော်ကိုကြည့်တဲ့ application ပဲဖြစ်ဖြစ်ပုံလေးပဲဖြစ်ဖြစ်ဘာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးကြီးရုပ်ထွက်ကောင်းဖို့ screen ပေါ်မှာ resolution ကောင်းဖို့လို့လည်းခေါ်တယ်ပေါ့နော် resolution ကောင်းဖို့ဆိုရင်ကျမတို့ဘာပါရမလဲဆို graphic ကပိုင်ပို့ပြီးတော့ resolution ကောင်းတယ်ဒါကြောင့်မလို့သူက monitor စီကို graphical နဲ့ပတ်သက်တဲ့ information တွေကိုသူကပို့ပေးနိုင်တဲ့ပစ္စည်းလေးတစ်ခုပေါ့နော် device လေးတစ်ခုအဲ့တော့သူထဲမှာဘာတွေပါမလဲဆိုရင်A processing unit တဲ့ဘာတွေပါမလဲဆိုရင် memory unit ရယ် heatsink ရယ်connect လုပ်ပေးတဲ့ cable လေးတွေပါတယ်ပေါ့နော်အဲ့တော့အဲ့မှာသူက graphic card လေးတစ်ခုပေါ့ graphic card လေးတစ်ခုလို့ပြောတယ်သူထဲမှာဒီ video နဲ့ပတ်သက်တဲ့ image တွေနဲ့ပတ်သက်တဲ့ဟာတွေကိုအလုပ်လုပ်နိုင်တဲ့ memory unit လေးတစ်ခုပါမယ်ပြီးရင် heatsink ကကြပါလဲဆိုရင် graphic နဲ့ပတ်သက်တဲ့ဟာတွေကိုဒီmemory unit ကနေအလုပ်လုပ်တဲ့အချိန်မှာသူအပူတွေထွက်တယ် heat ကတအားထွက်တယ်ထွက်တဲ့အချိန်မှာအဲ့ heat ကိုကျမတို့တက်တာအောင်ဆိုပြီးတော့လုပ်ပေးတဲ့ fan လေးတွေပေါ့နော်heat sink လေးတွေ fan လေးတွေဒါမျိုးလေးတွေပါပေးရတယ်ပေါ့နောက်တစ်ခုအဲ့ဒီတွင်းထဲမှာ
တခုနဲ့တခု join မှုရအတွက် connection လုပ်ပေးတဲ့ cable လေးတွေပေါ့နော်ကြိုးလေးတွေပါရတယ်အဲ့တော့ဒီ graphic ကနေမှ monitor စီကိုကျမတို့ကပါလဲဆိုရင်monitor စီကိုသွားမဲ့ဘက်ကိုပေါ့နော်ဒီကြိုးနဲ့ join မဲ့အပေါက်လေးနဲ့အဲ့နန်းလေးမှာကျမတို့ကပါလဲဆိုရင်အဲ့ cable ကြိုးလေးနဲ့ join ထားရတယ်ပေါ့နော်ဒါမျိုးလေးရှိတယ်အဲ့တော့ video ကလည်းအတူတူပါပဲကျမတို့ဒီ motherboard ကြီးမှာသွားပြီးတော့ connected လုပ်ထားတဲ့internet device တစ်ခုဖြစ်ပါတယ်ဒီသင်ခန်းစာလေးကတော့ဒီလောက်ပါပဲเนาะအဲ့တော့ဒီနေ့မှာတော့hardware အကြောင်းပေါ့เนาะ hardware တွေကမှာ internet hardware အကြောင်းကိုပြပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်သင်ခန်းစာမှာပြန်ဆုံရမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်